25ကိုအတူတကွဆိုပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့တရုတ်ဆရာကြီးဖြစ်တော်တိတ်ခါတော်ရဆရာဦးရင်ခေါ်မှာအားလုံးအတွက်ကောင်းချီးမင်္ဂလာပေးနောက်မှာအာမင်3ချိန်အားဖြင့်ကျွန်တော်တို့ဒီနေ့လေရဲ့ဥပြုခြင်းအစီအစဉ်ကိုရုပ်သိမ်းသွားမှာဖြစ်ပါတယ်။တခြင်းဓမ္မတခြင်းနံပါတ်85 program နဲ့စာရွက်ခြင်းမှာရှိပါတယ်။တခြင်းနံပါတ်85ကိုတွေ့လို့ရှိရင်အားလုံးမှတ်တရပြီးတော့ဘုံတော်ချီးမွမ်းကြပါစို့။ကမ္ဘာလောကလူသားများကိုအပေငရေထဲမှကယ်တင်ဖို့ရန်အတွက်ကောင်းကင်ပလင်ကိုဆင့်၍လူစားတိခံယူကာမွေးဖွားလာသောကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်စัจ java လာတစ်ခုလုံးကိုပိုင်တာအုပ်စိုးတော်မူ၍ဖန်ဆင်းတော်မူသောဖခမဲတော်၏ချစ်ချင်းမေတ္တာတော်တန်ရှင်းသောဝိညာဉ်တော်၏လမ်းပြခြင်းတွင်တင်ခြင်းညင်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းကြွယ်ဝခြင်းကောင်းကြီးမင်္ဂလာအပေါင်းတို့သည်ကိုရောရှင်တက္ကရီ2021ဒီဇင်ဘာ31ရက်ခရစ်စမတ်ပွဲတော်တို့ကြာရောက်လက်ရှိကြကုန်သောကိုရောရှင်တာတပည့်ကြီးငယ်အပေါင်းတို့ပေါ်၌ယခုမှစ၍ကာလအစဉ်အဆက်တည်ရှိတည်နေပါစေလောအာမင်